ဒါတို့ပြည်သင်ခန်းစာမှာပါဝင်တဲ့မက်တယ်တွေအကြောင်းမက်တယ်နဲ့ဘုံနည်းတွေသင်ခန်းစာဟာလက်တွေမြေရှားတထုတွေထုတ်လုပ်တဲ့နေရာမှာဘယ်လိုမျိုးအရေးပါတယ်လဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒါတို့ပြည်သနဲ့ပတ်သက်တဲ့အချက်လက်တွေဝေမျှပေးနေကျွန်တော်မျိုးလောင်ဖြစ်ပါတယ်ဒါတို့ပြည်သမှာပါဝင်တဲ့သင်ခန်းစာဖြစ်တဲ့မက်တယ်နဲ့ဘုံနည်းတွေမက်တယ်တွေအကြောင်းအရာကတကယ်လက်တွေ့ဘဝမှာဟောအသုံးချလို့ရတယ်လားဟုတ်ကဲ့ဒါအောင်မပြောပြခင်မှာကျွန်တော်အနေနဲ့မက်တယ်တွေအကြောင်းမက်တယ်နဲ့ဘုံနည်းတွေအကြောင်းကိုအခြေခံအနေနဲ့ပြောပြမှာဖြစ်ပါတယ်မက်တယ်တွေကမက်တယ်နဲ့ဘုံနည်းဖြစ်ဖို့အတွက်ကအတန်တစ်လုံးမှာရှိတဲ့အီလက်ထရွန်တွေကို transfer လုပ်ရမှာလားဒါမှမဟုတ် share ပေးရမှာလားအဲ့တော့ transfer လေးလုပ်လို့မရတယ်လို့share လို့မရဘူးဒါဆိုရင်ကိုဘာလုပ်လို့ရတယ်လဲဟုတ်ကဲ့ပါမက်တယ်နဲ့ဘုံနည်းကအီလက်ထရွန်ကလောက်ဖြစ်ဖို့အတွက်အတန်တွေရဲ့အီလက်ထရွန်တွေဟာ free move ဖြစ်နေရပါဖြစ်ပါတယ်အဲ့ဒီအီလက်ထရွန်ကလောက်ထဲမှာ valence အီလက်ထရွန်တွေကရွေလျားနေရမှာဖြစ်ပါတယ် free moving ဖြစ်နေရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ metal ရဲ့ nucleus ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ valence electron တွေ mobile electron တွေကရွေရှားနေရမှာဖြစ်ပါတယ်အဲ့လိုရွေရှားတဲ့အခါမှာဘာတွေဖြစ်ပေါ်လာတယ်ဆိုတော့ strong electrostatic attraction တွေဖြစ်ပေါ်လာပါတယ်အဲ့တော့ metal နဲ့ဘုံနည်းတွေဖြစ်ဖို့အတွက်က electron ကလောက်ဖြစ်ဖို့လိုပါတယ် electron ကလောက်ထဲမှာအတန်ထဲမှာ electron တွေကရွေလျားနေရပါမယ် electron တွေရွေရှားနေရပါမယ်အဲ့ဒီ electron တွေရွေရှားနေတာကို free moving လို့ခေါ်ပါတယ် mobile phase electron လို့လည်းခေါ်ပါတယ်အဲ့ဒီelectron အတန်တွေက metal ရဲ့ nucleus ပတ်ဝန်းကျင်မှာရွေရှားနေမှာဖြစ်ပါတယ်အဲ့လိုရွေရှားတဲ့အခါမှာသူတို့ဟာ strong electrostatic attraction electron ကိုပြင်းပြင်းထန်ထန်ဆွဲဆောင်မှုတွေဖြစ်ပေါ်လာပါတယ်ဒါက metal နဲ့ဘုံနည်းတွေဖြစ်လာတဲ့အကြောင်းတရားဒါဆိုရင် metal နဲ့ဘုံနည်းတွေ strength ဖြစ်ဖို့အတွက်ဘယ်လိုမျိုးအကြောင်းရင်းတွေကဖြစ်ပေါ်လာတယ်အဲ့တော့ metal နဲ့ဘုံနည်းဖြစ်ပေါ်လာဖို့အတွက်အကြောင်းရင်းသုံးမျိုးရှိပါတယ်ကျွန်တော်ပထမတစ်ချက်ကကြတော့ဘာလဲဆိုရင်ဒီ electron ဒီ metal နဲ့ lattice ပေါ့ metal ဆိုအခဲကြီးဖြစ်တယ်အဲ့တော့ဒီ metal ရဲ့ lattice ပေါ်မှာ ion black charge တွေကျွန်တော်တို့ ion black charge တွေကတိုးလာဖြစ်ပါတယ်နောက်တစ်ခုကကြတော့အဲ့ဒီ metal lattice ပေါ်မှာကျွန်တော်တို့ကအဲ့ ion site တွေကကြီးလာဖြစ်ပြီးတော့နောက်တစ်ခုကကြတော့နောက်ဆုံးအနေနဲ့ကကျွန်တော်တို့အဲ့ထဲမှာရှိတဲ့ဒီ metal lattice တွေရဲ့ကျွန်တော်တို့ဟာလား electron valence electron mobile electron လို့ခေါ်တဲ့ valence electron တွေရဲ့အရေးအတွက်ကလည်းတိုးလာတာဖြစ်ပါတယ်ဒီအကြောင်းရင်းကြောင့် strength of metal bond ဖြစ်ပေါ်လာတာဖြစ်ပါတယ်ဒါကကျွန်တော် metal bond ရဲ့အခြေခံသဘောတရားကိုကျွန်တော်ရှင်းပြပြီးဖြစ်ပါတယ်အဲဆိုရင်အဲ့ဒီ metal bond ရဲ့အကြောင်းအရာကိုသေချာနားလည်သဘောပေါက်ပြီဆိုရင်မြေရှားတထုတွေထုတ်လုပ်တဲ့နေရာမှာဘယ်လိုမျိုးဆက်တယ်ဟုတ်ကဲ့ပါမြေရှားတထုတွေတူးဖော်တဲ့နေရာမှာဘယ်လိုမျိုးအသုံးဝင်တယ်လဲဆိုတော့ပထမဦးဆုံးကျွန်တော်တို့မြေရှားတထုတူးဖော်ဖို့ရည်ရွယ်တဲ့အခါမှာမြေရှားတထုရှိတဲ့နေရာမှာကျွန်တော်တို့သုတေသနလုပ်တဲ့နေရာမှာဒါတို့ဗေဒပညာရှင်တွေပါဝင်ပါတယ်မြေကြီးထဲမှာမြေရှားတထုပမာဏဘလောက်ပမာဏထိပါဝင်တယ်လဲဆိုတာကို data တွေကိန်းဂဏန်းအနေနဲ့တိတိကျကျခံမှန်းတွက်ချက်ပြီးခံမှာကျွန်တော်တို့မြေရှားတထုကိုတူးဖော်လို့ရတာဖြစ်ပါတယ်ခံမှန်းတွက်ချက်ပြီးတော့ဟာလားကြမယ်ဒီကုန်ကြစရိတ်နဲ့ပြန်လာမဲ့ဟာလားပြန်ရမဲ့အကျိုးအမြတ်ကနဲ့ဟာလားရှိမှသာလေကျွန်တော်တို့မြေရှားတထုကိုတူးဖော်တာဖြစ်ပါတယ်အဲ့တော့ဒီအကျိုးမြတ်ကိုတွက်ချက်ဖို့အတွက်အတိအကျရဖို့အတွက်ကအကျိုးမြတ်တွေဟလာရှင်းပြရင်ကျွန်တော်တို့ကဟလာကုန်ကြစိမ့်နဲ့ပြန်ရမယ်အကျိုးမြတ်နဲ့ဟလာမြတ်မယ်ဆိုရင်ကျွန်တော်လုပ်မယ်မြတ်ဘူးဆိုရင်ကျွန်တော်တို့မလုပ်ဘူးအဲ့လိုမျိုးတိတိကျကျလုပ်ဖို့အတွက်ကပထမအဦးဆုံးဥပဒေသနာလုပ်တဲ့နေရာမှာဒီမြေရှားတထုရှိတဲ့နေရာကို data အတိအကျနဲ့ကျွန်တော်တို့ဟလာ
ဒီမြေကြီးထဲမှာမြေရှားတထုပမာဏဘလောက်ထိပါဝင်တယ်လဲဆိုတော့တိတိကျကျတိုင်းတာတဲ့နေရာမှာဓာတုဗေဒပညာရှင်တွေပါဝင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ metal နဲ့ bony ကဘလောက်ထိအရေးပါတယ်လဲ metal တွေ transition တွေ metal တွေအကြောင်းအရာဘလောက်ထိအရေးပါတယ်လဲဆိုတာပထမဆုံးအနေနဲ့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီလိုသုတေသနလောရုပ်တင်မကောင်ဒီ metal တွေကိုတူးဖော်ရရှိပြီးတော့ကျွန်တော်တို့ကုံကြောအဖြစ်ထုတ်လုပ်တဲ့နေရာတွေမှာဥပမာကျွန်တော်လေရင်ထုတ်လုပ်တဲ့နေရာတွေလေရင်ကာပါတွေပေါ့နော်လေရင်ထုတ်လုပ်တဲ့မှာတန်ရဲ့ဒုတွေပမာဏတွေဟလာခိုင်ခန့်အောင်ဟလာဘလောက်ခိုင်ခန့်အောင်ဘလောက်ပမာဏမှာခိုင်ခန့်မလဲဆိုတာကိုတွက်ချက်ပြီးလုပ်တဲ့နေရာမှာကျွန်တော်တို့ဒီသင်ခန်းစာကအရန်ကိုအကျုံးဝင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဖုန်းတွေရဲ့ခံနိုင်ရည်အား iPhone ထုတ်လုပ်တဲ့နေရာတွေမှာခံနိုင်ရည်အားtitanium နဲ့ aluminum တို့ထုတ်လုပ်တဲ့ကားပါတွေထုတ်လုပ်တဲ့နေရာမှာလည်းဒီသတ္ထုတွေရဲ့ဒီ metal နဲ့ bony သင်ခန်းစာကိုအခြေခံပြီးတော့ဘလောက်ပမာဏတွေထုတ်ရမလဲဆိုတာကိုတိကျကျွန်တော်တို့တိုင်းတာပေးလို့ရပါတယ်အဲ့တော့ဒါကြောင့်မို့လို့ဒီသင်ခန်းစာဟာဓာတုဗေဒမှာပါဝင်တဲ့ metal နဲ့ bony သင်ခန်းစာဘလောက်ထိအရေးပါတယ်လဲဘလောက်ထိလူဘဝအတွက်အကျိုးပြုတယ်လဲဆိုတာကိုကျွန်တော်အနေနဲ့ဒီဗီဒီယိုကနေတစ်ဆင့်ပြောပြပေးရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်တယ်ဆိုရင်ကျွန်တော်ရဲ့ comment box အောက်မှာဝင်ရောက်ဆွေးနွေးသွားနိုင်တယ်လို့ follow နဲ့ဟလာ share လုပ်ပေးခဲ့ပေးပါကျွန်တော်ရဲ့ YouTube channel ကိုသွားပြီးလဲတွားရောက်ကြည့်ရှုပြီးတော့ subscribe လုပ်ပေးကြမမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်မျိုးလံဦးဖြစ်ပါ